ဒီနေ့တော့အိမ်လာလေးသဘောကျတဲ့လူတွေအတွက် Paris မြို့ကိုရောက်သွားသလိုခန်းစားချက်မျိုးပေးနိုင်တဲ့ Series Click Mega Banner Townhouse လေးနဲ့မိတ်ဆက်ပေးကြပါရရှင်။ဒီ project လေးရဆိုလို့ရှိရင် Sun Series Developer ကဆောက်လုပ်ထားတာဖြစ်ပါတယ်။ဈေးနှုန်းအနေနဲ့ကတော့ 3.6 million ဘတ်ကနေစတင်ဝယ်လို့ရပါတယ်။ဒီ project လေးက MRT Yellow Line, Green Line ကိုအလွယ်တကူသွားလာနိုင်မှာဖြစ်တယ်လို့Mega Banner, Central Banner, Sequence Square, Paradise ပတ်လိုမျိုး shopping mall ကြီးတွေ International University နဲ့ school တွေကျမကြီးအတွက်ဆိုလို့ရှိရင်လည်း hospital တွေကိုမိနစ်ပိုင်းတွင်သွားလာလို့ရပါတယ်ရှင်ဒီ process လေးရဆိုလို့ရှိရင်နှစ်ထပ်ပါတဲ့တောင်းဟောင်းမျိုးစားလေးဖြစ်ပြီးတော့အခန်းမျိုးစားတွေအနေနဲ့ကလည်း99 square meter 111 square meter ဆိုပြီးတော့ရွေးချယ်ဝယ်လို့ရပါတယ်ရှင်။အိမ်ရဲ့အပြင်ဘက်ဒီဇိုင်းနဲ့ပြင်သစ်စတိုင်ကနေတာမဟုတ်ပဲအိမ်ရဲ့အတွင်းပိုင်းမှာဆိုလို့ရှိရင်လည်းစီလင်အမြင့်ကြီးတွေတုံးထားပေးတာကြောင့်နေရတာတကယ်ကိုလုံဝင်လွတ်ထွက်ကောင်းပြီးတော့စိတ်ကြည်လင်စေပါတယ်ရှင်။ဒီလိုပြင်သစ်စတိုင်အင်လာလေးမှာကိုယ်တိုင်နေထိုင်ခြင်းလို့ပဲဖြစ်ဖြစ် investment အတွက်ပဲဖြစ်ဖြစ်အသေးစိတ်နည်းမြန်ချင်တယ်ဆိုလို့ရှိရင်တော့အခုပဲကျမတို့ BKK Property Thailand ကိုအမြန်ဆုံးဆက်သွယ်လိုက်တော့နော်